ဘုရားသခင်ကျေးဇူးတော်ချီးမွမ်းပါတယ်ကျွန်တော်နှုတ်ကပတ်တော်အားဖြင့်သူတို့ကဆင်ခြင်ခွန်အားယူဖို့ရန်အတွက်28ခုမြောက်သောစာလံအပိုင်ငယ်14ထာဝရဘုရားကိုမျှော်လင့်တော်အာယူ၍ရဲရင်သောစိတ်နှလုံးရှိတော်ထာဝရဘုရားကိုမျှော်လင့်လျက်နေတော်ကျွန်တော်နှုတ်ကပတ်တော်ကဘာကိုဖော်ပြလဲဆိုရင်တော့ဘုရားသခင်ကိုမျှော်လင့်လျက်နေပါမကြောက်ပါနဲ့အာယူပါရဲရင်တဲ့စိတ်နှလုံးရှိပါထာဝရဘုရားကိုမျှော်လင့်လျက်နေပါလို့တမန်ကျမ်းစာကဖော်ပြပါတယ်ကျွန်တော်အင်္ဂလိပ်ကျမ်းစာမှာတော့ဘယ်လိုဖော်ပြလဲဆိုရင်တော့ wait on the Lord wait for the Lord လို့သုံးဆွဲပါတယ်ဘုရားသခင်ကိုမျှော်လင့်လျက်နေပါဆိုတာကဘုရားရဲ့အချိန်ဘုရားသခင်ပြုမဲ့လက်တော်ကိုစောင့်မျှော်ခိုင်းတာပဲဖြစ်ပါတယ်ဘုရားသခင်ကအချိန်တန်ရင်လှပစွာအလုပ်လုပ်မှာဖြစ်ပါတယ်အဲ့ဒီဘုရားသခင်ရဲ့လှုပ်ဆောင်မဲ့အချိန်ကိုကျွန်တော်တို့ကစောင့်မျှော်ပြီးတော့အဲ့ဒီစောင့်မျှော်နေတဲ့အချိန်မှာအာယူပြီးတော့ရဲရင်တဲ့စိတ်နှလုံးနဲ့ခက်ခဲတဲ့ကာလကိုကြော်ဖြတ်ဖို့ဖြစ်ပါတယ်အခုလိုခက်ခဲတဲ့ကာလမှာဘုရားခင်ထံမှာခွန်အားကိုတောင်းခံပြီးတော့ရဲရင်တဲ့စိတ်နှလုံးနဲ့အရှုံးမပေးဘဲနဲ့ကျွန်တော်တို့ကကြော်ဖြတ်ဖို့ဖြစ်ပါတယ်အချိန်တန်ရင်ဘုရားသခင်လှပစွာအလုပ်လုပ်သွားမယ်အဲ့ဒီဘုရားလုံးမဲ့လက်တော်ကိုကျွန်တော်တို့ကမျှော်လင့်ပြီးတော့စောင့်မျှော်တတ်ဖို့အင်မတန်ရေးကြည့်ပါတယ်ကြီးမားတဲ့အရာတွေကအချိန်အမြဲယူရပါတယ်စိတ်ရှည်စွာနဲ့ကျွန်တော်တို့ကစောင့်မျှော်တတ်ဖို့အင်မတန်ရေးကြည့်ပါတယ်ဘုရားသခင်ကကျွန်တော်တို့အကောင်းဆုံးຢာတွေပြင်ဆင်ထားပါတယ်ဘုရားသခင်ပြင်ဆင်ထားတဲ့ຢာကကြီးမားလေလေအချိန်ယူရလေပဲဖြစ်ပါတယ်ဘုရားသခင်ကသူ့အချိန်ရောက်ရင်အကောင်းဆုံးလှပစွာအလုပ်လုပ်သွားမှာဖြစ်ပါတယ်ကျွန်တော်တို့ကအဲ့ဒီဘုရားအချိန်ရောက်ဖို့ရန်အတွက်ယုံကြည်စွာနဲ့တီးခံလျက်စောင့်မျှော်တတ်ဖို့အင်မတန်ရေးကြည့်ပါတယ်ကျွန်တော်ရှင်ဟောခရစ်ဝင်ခန်းကြီး2မှာကာနမြို့မင်္ဂလာဆောင်အကြောင်းကိုတွေ့ရပါတယ်အဲ့ဒီမင်္ဂလာဆောင်ပွဲမှာသခင်ရှုနဲ့တပည့်တော်တွေရှိတယ်မေတော်မာရိလည်းရှိနေတယ်ဖြစ်ချင်တော့အဲ့ဒီမင်္ဂလာဆောင်မှာစပည့်ကကုံသွားခဲ့တယ်စပည့်ကုံတဲ့ခါမှာဘယ်လိုလုပ်အောင်မှမသိတဲ့ခါမှာမေတော်မာရိကသခင်ရှုကိုတွားပြောတယ်စပည့်ကုံသွားပြီသခင်ရှုတစ်ခုခုလှုပ်ပေးပါဆိုတဲ့သဘောနဲ့သခင်ရှုကိုစပည့်ကုံကြောင်းတွားပြောပါတယ်အဲ့ဒီချိန်မှာသခင်ရှုကအချင်းမိမ့်မသင်နဲ့ငါအဘယ်သို့ဆိုင်သနည်းငါအချိန်မရောက်သေးလို့မိန့်တော်မူခဲ့ပါတယ်သခင်ရှုကသူ့ရဲ့မိခင်ဖြစ်တဲ့လူဇာတိသဘောရမိခင်ဖြစ်တဲ့မေတော်မာရိကိုအချင်းမိမ့်မလို့တုံ့ပြီးတော့သင်နဲ့ငါအဘယ်သို့ဆိုင်သနည်းငါအချိန်မရောက်သေးဘူးလို့သခင်ရှုကတုံ့ပြန်ပြောဆိုလိုက်ပါတယ်အတိတ်ဘယ်ကတော့သခင်ရှုကိုဘယ်သူမှဖိအားပေးလို့မရဘူးသခင်ရှုရဲ့အချိန်ကိုဘယ်သူမှသွားပြီးတော့တတ်မှတ်လို့မရပါဘူးသခင်ဘုရားကသူ့အချိန်ကြာမှသူလှပစွာအလုပ်လုပ်တယ်ဆိုတဲ့အကြောင်းကိုတွေ့ရပါတယ်ကျွန်တော်စဉ်းစားကြည့်ပါဒီမင်္ဂလာဆောင်ပွဲမှာကစပည့်ကကုန်နေပြီအရှက်တကွဲအကျိုးနွယ်ဖြစ်တော့မယ်လူတွေကိုအိတ်ခံဖို့စပည့်မရှိတော့ဒီမှာကစပည့်ကုန်သွားပြီသခင်ရှုရဲ့အချိန်ကဘယ်တော့ရောက်မှလဲသခင်ရှုကိုတွားပြီးတော့လောလို့မရပါဘူးအဲ့ဒီဘုရားသခင်ရဲ့အချိန်ဘုရားသခင်လှုပ်ဆောင်မဲ့အချိန်တိုင်းကိုကျွန်တော်ကဝန်ခံပြီးတော့စောင့်ဆိုင်ဖို့ပဲဖြစ်ပါတယ်စောရကတက်လို့မရပါဘူးမေတော်မာရိကသဘောပေါက်သွားတယ်အစေခံတွေကိုသူပါပြောလဲဆိုရင်တော့သခင်ရှုစေခိုင်းသမျှကိုနားလေသည်ဖြစ်စေနားမလဲသည်ဖြစ်စေလှုပ်ဆောင်ကြဖို့မှားကြားလိုက်ပါတယ်သခင်ရှုကရေအိုးတွေကိုရေဖြည့်ခိုင်းပါတယ်တကယ်တော့လိုနေတာကစပြည့်သခင်ရှုကဘာဖြည့်ခိုင်းလဲဆိုရင်တော့ရေဖြည့်ခိုင်းတယ်ရေဖြည့်ခိုင်းပြီးတော့အဲ့ဒီမင်္ဂလာဆောင်ကိုစီမံတဲ့ပွဲဥထံကိုတွားပြီးတော့တွင်းခိုင်းပါတယ်ပွဲဥကတောက်ကြည့်တဲ့ခါမှာအင်မတန်ကောင်းတဲ့စပြည့်ဖြစ်နေတယ်တခြားသောသူတွေဆိုရင်ကောင်းတဲ့စပြည့်ကိုတိုက်ပြီးတော့နောက်မှတိတ်မကောင်းတဲ့စပြည့်ကိုထုတ်ပေးတယ်ဒီမင်္ဂလာဆောင်ကတော့အခုထက်ထိကောင်းတဲ့စပြည့်ကိုတူထားပါလားလို့ပွဲဥကဖော်ပြပါတယ်ကျွန်တော်စဉ်းစားကြည့်ပါမင်္ဂလာဆောင်မှာစပြည့်ကုန်တဲ့ခါမှာသူတို့သားသူသမီးအိတ်ခံတဲ့သူတွေအိမ်တော်မိသားစုတွေကမျောလင့်တာစပြည့်ရဖို့ပါပဲစပြည့်ရှိရင်မျက်နှာမပြတ်တော့တို့ရတွင်သူတို့မျောလင့်တာကငကိုရှိရင်ဆွဲစပြည့်ပဲဖြစ်တော်ညာလဲသခင်ရှုခရစ်တော်ဘုရားကအဲ့ဒီထက်အင်မတန်ကောင်းမွန်တဲ့စပြည့်ကိုလှုပ်ဆောင်ပေးခဲ့ပါတယ်ငကိုကစပြည့်ထက်ပိုပြီးတော့သခင်ရှုလုပ်တဲ့စပြည့်ကပိုကောင်းမွန်နေခဲ့ပါတယ်ကျွန်တော်တို့မျောလင့်တာထက်တာ၍ကြီးသောမှုကိုဘုရားကပြုပေးတယ်ဆိုတော့ကိုဒီနှုတ်ကပတ်တော်မှာတွေ့ရပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ကသခင်ဘုရားရဲ့အချိန်ကိုစောင့်ဆိုင်နေုံပါပဲဘုရားသခင်လှုပ်ခိုင်းတဲ့ຢာကိုဝန်ခံနေုံပဲဒီလိုခက်ခဲတဲ့ကာလမှာအဲ့ဒီခက်ခဲတွေကိုရင်ဆိုင်ပြီးတော့တီးခံလျက်ကျွန်တော်တို့ကကြော်ဖြတ်ဖို့ပဲဖြစ်တယ်ဘုရားရဲ့အချိန်ကိုရောက်တဲ့အခါမှာဘုရားသခင်ကလှပစွာအလုပ်လုပ်မှာဖြစ်ပါတယ်
ကျောတမကျမ်းစာထဲမှာအာဗြဟံကဖခင်ရဲ့ဂတိတော်ကိုခံစားရဖို့ဖခင်သခင်ကသူ့ကိုသားသမီးပေးမယ်ဆိုတဲ့ဂတိတော်ခံစားဖို့အတွက်25နှစ်စောင့်ခဲ့ရပါတယ်သူ့အသက်85နှစ်မှာဖခင်သခင်ကသူ့ကိုခေါ်ခဲ့တယ်သူ့ကိုကောင်းကြီးပေးဖို့အတွက်ဖခင်ကဂတိပြုခဲ့တယ်တို့ရတွင်သူအဲ့ဒီဖခင်ရဲ့ဂတိတော်ကိုခံစားတဲ့အချိန်မှာတော့သားဣဇက်ကိုရတဲ့အချိန်မှာတော့သူ့အသက်က100ဖြစ်နေပြီဘယ်လောက်စောင့်ရလဲဆိုတော့25နှစ်တိစောင့်ခဲ့ရပါတယ်ယောသက်ကသူ့ရဲ့ငယ်စဉ်ဘဝမှာအသက်18နှစ်မှာသူကအိမ်မက်ယူပါဝင်ရတယ်အဲ့ဒါကတော့တစ်ချိန်မှာကြီးမြတ်တဲ့လူတစ်ယောက်ဖြစ်မယ်တို့ရတွင်အဲ့ဒီအချိန်ကိုရောက်ဖို့အတွက်ယောသက်က73နှစ်တိတိခက်ခဲတဲ့ကာလကိုဖြတ်သန်းခဲ့ရပါတယ်73နှစ်ကြားထဲမှာသူ့ကိုယ်ရဲ့ရောင်းစားခြင်းခံရတယ်သူများတိုင်းပြည်ရောက်သွားတယ်ကျွန်ဖြစ်တယ်သူများတိုင်းပြည်မှာသူများရဲ့ကြောက်ချမှုကြောင့်ထောင်ထဲကိုရောက်သွားတယ်အခက်ခဲတွေမျိုးစုံကြုံရပြီးတော့နောက်ဆုံးမှာအေဂရုတိုင်းပြည်မှာဒုတိယဘယင်ခံဖြစ်လာခဲ့ဖျားသခင်ရဲ့ချီးမြှောက်ခြင်းကိုခံရတယ်ဘယ်လောက်ကြာလဲဆိုရင်တော့73နှစ်ကြာပါတယ်မောရှေကဖျားသခင်ရဲ့အသုံးပြုခြင်းကိုခံရဖို့အတွက်နှစ်ပေါင်း40ကြာခဲ့ပါတယ်မိဒရန်တော်ထဲမှာရောက်ခမရေတရောရဲ့သိုးတွေကိုထိန်းချောင်းပြီးတော့နှစ်40စောင့်ဆိုင်ခဲ့ရတယ်အသက်80ကြာမှဖျားသခင်ကသူ့ကိုစတင်ပြီးတော့အသုံးပြုပါတယ်သခင်ယေရှုကိုကြည့်တဲ့အခါမှာလေသူကသူ့ရဲ့ဖခင်လက်သမားအလုပ်ကိုနှစ်ပေါင်း30ထိလှုပ်ဆောင်ခဲ့ရတယ်အသက်30ပြည့်တော့မှယော်ဒန်မြစ်မှာနှစ်ချင်းခံပြီးတော့အမှုတော်ကိုစတင်ခဲ့ပါတယ်ဒါကဘာကြောင့်လဲဆိုရင်တော့လေဝီသားတွေကအမှုတော်ဆောင်တဲ့အခါမှာတဲတော်ရဲ့အမှုကိုလုပ်တဲ့အခါမှာအသက်30ပြည့်မှလှုပ်ဆောင်ရတယ်ဒါကြောင့်သခင်ရှုကလည်းအသက်30ထိစောင့်ခဲ့ရပါတယ်ဖျားသခင်ရဲ့ကြီးမားတဲ့အကြံစီတွေကျွန်တော်တို့မှာပြည့်စုံဖို့ရန်အတွက်ဖျားလုံးမဲ့အချိန်ကိုမျှော်လင့်ဆောင်စားတတ်ဖို့လိုအပ်ပါတယ်အဲ့ဒီဖျားလုံးမဲ့အချိန်ကိုစောင့်ဆိုင်တဲ့အချိန်မှာဖျားသခင်သဘောတော်ဖျားသခင်အလိုတော်ကိုဝန်ခံပြီးတော့အခုလိုခက်ခဲတဲ့အချိန်ကာလမှာဖျားရဲ့လက်တော်ကိုကျွန်တော်စောင့်ဆိုင်တဲ့အချိန်ကာလမှာကျွန်တော်သီးခံလျက်ဖြတ်ကျော်ဖို့ဖြစ်ပါတယ်ယုံကြည်ခြင်းနဲ့နေ့ရက်စဉ်တိုင်းမှာအသက်ရှင်ဖို့ဖြစ်တယ်ဒါကြောင့်မို့ချစ်တော်ညောင်စီတိုင်းခက်ခဲရာကာလမှာသီးခံပြီးတော့ဖျားသခင်ကိုယုံကြည်ပြီးတော့ဖျားသခင်ပြင်ဆင်မဲ့ဖျားရဲ့အချိန်ရောက်တဲ့အခါမှာဖျားသခင်လှုပ်ဆောင်မဲ့ဖျားရဲ့လှပတဲ့လက်တော်ကိုမျှော်လင့်ပြီးတော့စောင့်ဆိုင်တတ်တော်သူများဖြစ်စေဖို့ဝင်းကားပါတယ်အားလုံးပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေ